နေရာဒေသတည်တည်မှာတန်တကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ဆ iam ငွေကြပြီဖြစ်ပါရဲ့နော်ကဲအခုဆိုလို့ရှိရင်2025ဆယ်လပိုင်းတလစာအတွက်ကြာတာပရိသားသမီးတွေရဲ့တလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးမှာဖြစ်ပါရဲ့နော်ဒီလိုအကြံပြုပေးတဲ့နေရာမှာကျွန်မကတော့အချက်5ချက်နဲ့အကြံပြုပေးမှာဖြစ်ပါတယ်ကျမကတော့ကျမရေးကိုဦးစားပေးတဲ့သူဆိုတော့နံပါတ်1ကျမရေးနံပါတ်2အခြေရေးနဲ့အိမ်တော်ရေးနံပါတ်3စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ပညာရေးနံပါတ်5ခီးသွားလာခြင်းတို့ဖြစ်ပါတယ်နော်ကဲဟုတ်ပြီအခုနံပါတ်1ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကြာတာပေးသားသမီးတွေက2025ဆယ်လပိုင်းမှာတော့ထူးထူးခြားခြားမရှိပါဘူးเนาะချက်တောက်လေးပါလေးပေါ့နော်ချက်တောက်လေးပါလေးနားတာပါညာပေါ့ဒီလောက်ပဲနော်ချက်တောက်နဲ့ပတ်သက်ပြီးတော့ထိကြိုက်တန်ရတော့ရှိတယ်ဒါတွတ်လာပေါ့နော်တွိုင်းလာရင်နဲ့နော်တွတ်လာနဲ့ရတဲ့တန်ရမျိုးဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဒါပဲရှိတယ်တခြားဟာတော့မရှိပါဘူးเนาะအခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်လို့ရှင်တော့ဒါအခြေရေးရောအိမ်အောင်ရေးရောနှစ်ဦးနှစ်ဖက်လုံးကတော့တင်းတင်းမျှတနေတဲ့သဘောကိုမြင်ရတယ်เนาะဒါကြာတာပေးသားသမီးတွေကအခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေရှိတယ်နောက်ပြီးတော့ကြာတာပေးသားသမီးတွေကပေါ့နော်ဒီသတင်းကြုတ်ကာလဆယ်လပိုင်းမှာဒီမင်္ဂလာဆောင်ကျင်တဲ့သူတွေစစ်ဆက်ချင်တဲ့သူတွေလည်းအင်မတန်ကံကောင်းပါတယ်နော်ဆယ်လပိုင်းမှာတော့အဲ့လိုစစ်ဆက်ရမယ့်အကြောင်းတရားတွေလည်းပေါ်ပေါက်တတ်တယ်မင်္ဂလာဆောင်ရမယ့်အကြောင်းတရားတွေပြီးတော့ယေရနာပစ္စည်းလက်ဆောင်ရတာမျိုးလေးတွေရှိတတ်တယ်ကြာတာပေးသားသမီးတွေနော်ဟုတ်ပြီဒါအခြေနဲ့အိမ်အောင်ရေးစီးပွားရေးနဲ့ငွေကြေးကိစ္စပတ်သက်လို့ရှင်တော့စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ရှင်စက်တူလုပ်ငန်းတွေအတူတူလုပ်ပြီးတော့ခီးသွားလာရတာမျိုးလေးတွေရှိတတ်တယ်ဒီလိုသွားရင်လာရင်နဲ့မှာပေါ့နော်တကယ်မိတ်ဆွေကောင်းနဲ့လည်းတွေ့မယ်သွားရင်လာရင်နဲ့လည်းနောက်ထပ်မိတ်ဆွေအစ်စ်တွေနဲ့လည်းတွေ့မယ်ကွဲကွာသွားတဲ့မိတ်ဆွေတွေနဲ့လည်းပြန်တွေ့နိုင်တယ်နော်ဒီဆယ်လပိုင်းကကွဲကွာသွားတဲ့သူတွေနဲ့တွေ့နိုင်တဲ့အစ်စ်တွေလည်းရနိုင်တယ်ဒီစီးပွားရေးအလုပ်ကိုလုပ်ရင်းနဲ့မှာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းသိရမလားဒီအများကြီးပေါ့နော်အများကြီးနဲ့တင်းဝက်ပေါ့နော်အများကြီးနဲ့လုပ်ရတဲ့အလုပ်ငန်းမျိုးတွေရှိတယ်ပေါ့နော်လူများနဲ့လုပ်ရတဲ့လုပ်ငန်းမျိုးတွေဒါကြောင့်မိဟောင်းဆွေဟောင်းတွေပေါ်တတ်တယ်အဲ့ဒီမိဟောင်းဆွေဟောင်းတွေကလည်းကိုယ့်ကိုပြန်ပြီးတော့ကူညီပေးပါလိမ့်မယ်နော်ဒါကတော့စီးပွားရေးနဲ့ငွေကြေးကိစ္စဒါကောင်းမွန်ပါတယ်နောက်ပြီးတော့စီးပွားရေးနဲ့ငွေကြေးကိစ္စမှာဘလို့လုပ်မျိုးတွေဘလို့လုပ်ငန်းတွေစတင်ကောင်းလဲဆိုတော့အဝတ်ထည်နဲ့ပတ်သက်တာမျိုးလေးတွေအထည်လေးနဲ့ပတ်သက်တာမျိုးတွေနော်တချို့ဒီဇိုင်နာတွေဘာတွေပေါ့နော်ဒီလိုအဝတ်ထည်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေစတင်တာတွေအကောင့်တွေပေါ်တာတွေဒီဆယ်လပိုင်းမှာအင်မတန်ကောင်းမွန်ပါတယ်ရှင်နော်ပညာရေးနဲ့ပတ်သက်လို့ရှင်နော်ပညာရေးနဲ့ပတ်သက်လို့ရှင်အရင်တော့ကိုလှုပ်ချင်ပြီးတော့မဖြစ်ခဲ့တဲ့အရာတွေကဆယ်လပိုင်းမှာကိုယ့်ရဲ့မျှော်လင့်ချက်ရောင်နီတန်းပြီတချို့ဆိုလို့ရှင်လဲတင်တန်းတချို့ဆိုရှောက်လာတင်နေတာနိုင်ငံခြားသွားဖို့ပဲဖြစ်ပါပြီပေါ့နော်ရှောက်လာတင်ဟိုဆောင်နော်စာမကြဘူးနော်အမျိုးမျိုး cancel လုပ်တာခံရတယ်ပေါ့နော်သို့တော်ညာလဲကြာတာပေးသားသမီးတွေကပညာရေးနဲ့ပတ်သက်ရင်ဆယ်လပိုင်းမှာတော့ကိုယ့်ရဲ့မျှော်လင့်ချက်ရောင်နီတန်းပြီနော်ကိုယ့်ရဲ့လမ်းတစ်ခုပွင့်ပြီနော်ဒါကြောင့်မို့သွားပညာရေးနဲ့ပတ်သက်ရင်ကံကောင်းတယ်နော်ဟုတ်ပြီနောက်ဆုံးခီးသွားလာခြင်းပေါ့နော်ခီးသွားခြင်းကတော့ခီးသွားပြီးတော့လောက်ကန်ရတဲ့အလုပ်တွေအင်မတန်ကောင်းမွန်တယ်ခီးသွားလာခြင်းအတွက်အများကိုအကျိုးပြုတဲ့အလုပ်တွေလုပ်တာလေအင်မတန်ကောင်းမွန်တယ်ကိုကမိမိကခီးသွားလာခြင်းကိုအကြောင်းပြုပြီးတော့မှတစ်တပင်ကောင်းငှက်1000နားနိုင်တဲ့အထိအနေထားမျိုးထိဖြစ်ပါမယ်လို့ပြောကြရင်းနဲ့2025ဆယ်လပိုင်းတလစာအတွက်ကြာတာပရိသားသမီးတွေရဲ့တလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးတဲ့အစီအစဉ်လေးကိုဒီမှာနေအဆုံးသတ်လိုက်ပါပြီရှင်နော်နေရာဒေသအသီးသီးမှာတန်ညာကဆွေမျိုးတွေအားလုံးပဲစိတ်ချမ်းသာခန္ဓာကြီးကျန်းမာတောကပူမီတွေကင်းဝေးပြီးတော့ကောင်းသောလူရဆန္ဒတွေပြည့်ဝကြစေဖို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်